မိတ်ဆွမ်းခါအားလုံးမင်္ဂလာပါဘာမီရေဒီယိုပေါ် Unlimited Mindset ဆိုင်နေမှာကြိုဆိုပါရခါဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့စာအုပ်ကတော့ The Secret ရဲ့ငွေကြေးအတွက်စိတ်ကြလာရဲ့လျှို့ဝှက်ချက်ဆိုတဲ့စာအုပ်ထဲကတင်ခန်းစာငါငွေကြေးအတွက်ကျေးဇူးတင်စိတ်ပဲဖြစ်ပါတယ်ကျေးဇူးတင်စိတ်ဆိုတာစင်ရဲ့နွမ်းပါမှုကနေရှမ်းတာမှုစီခေါ်ဆောင်သွားမဲ့တရားတစ်စင်းပါတင်းလက်ထဲမှာငွေအများကြီးမရှိရင်တော့ရှိတဲ့ငွေကိုကျေးဇူးတင်နိုင်လေလေငွေပိုဝင်လေလေဖြစ်ပါလိမ့်မယ်ငွေမရှိတာကိုညှဉ်းညူလေလေငွေချလေလေဖြစ်ပါလိမ့်မယ်တင်စိတ်ထဲငါမှပိတ်ဆံမရှိဘူးအသုံးစရိတ်တွေမပေးနိုင်ဘူးငါအလုပ်ရှင်ကအတိအမှတ်မပြုဘူးလုပ်ဖို့ကင်ဖက်တွေနဲ့အဆင်မပြေဘူးငါကုမ္ပဏီကြက်တီးနေတဲ့စသဖြင့်သွေးနေရင်အဲ့ဒီအရာတွေကိုပဲပို့ပြီးဆွဲငင်မိပါလိမ့်မယ်ဒါပေမဲ့သင်ကျေးဇူးတင်အတိအမှတ်ပြုရတဲ့ကိစ္စတွေအကြောင်းတွေးမယ်ဆိုရင်ဥပမာငါအလုပ်ကိုချစ်တယ်ငါလုပ်ဖို့ကင်ဖက်တွေကတိတ်ကောင်းတယ်ငါဝင်လက်တွေကအကောင်းဆုံးပဲငါရတဲ့အခွန်ပြန်အန်းငွေကအများဆုံးဖြစ်လိမ့်မယ်ငါလက်ထဲရှိနေတဲ့ငွေကိုကျေးဇူးတင်တယ်စသဖြင့်ပြောပြီးရင်ထဲကနေလေပီတိပွားမယ်ဆိုရင်ဆွဲငင်ခြင်းနိယာမအရာအဲ့ဒီအရာတွေကိုတင်ပွားတဲ့ပို့ပြီးဆွဲငင်နိုင်ပါလိမ့်မယ်အမျိုးသမီးတယောက်ကတော့အလုပ်အသစ်မှမပြောပါဘူးဖိအားပိုများလာပါတယ်တချို့နေ့တွေဆိုရင်မျက်ရည်လဲရွှဲအိမ်ပြန်ခဲ့ရတဲ့အထိပါပဲဒါကြောင့်အခြေအနေတိုင်းမှာကျေးဇူးတင်စရာတစ်ခုခုရှာဖို့သူဆုံးဖြတ်လိုက်ပါတယ်မနေ့တိုင်းကုမ္ပဏီမှာကားထိုးပြီးကားပေါ်ကမစင်းခင်တနေ့တာအဆင်ပြေတဲ့အတွက်ကျေးဇူးတင်ကြောင်းကြိုပြောပါတယ်ရုံးခန်းထဲဝင်တိုင်းသူတိတ်တဘောကြရတဲ့အလုပ်အတွက်ဖျားတခင်နဲ့စัจ java လာကြီးကိုကျေးဇူးတင်ကြောင်းပြောပါတယ်ဒီလိုနဲ့ရက်တွေလတွေကြာလာတဲ့ချိန်မှာတော့စိတ်ဖိစီးမှုတွေပျောက်ကွယ်သွားပြီးအလုံးမှာတကယ်ကိုပျော်လာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒုတို့ဌာနကိုပိတ်သိမ်းလိုက်ပြီလို့အကြောင်းကြားလာပါတယ်အစားကတော့ဒီတည်င်းကြောင့်သူစိတ်ညစ်ခဲ့ပါတယ်ဒါပေမဲ့သူဆက်ပြီးကျေးဇူးတင်စိတ်မွေးရင်ကုမ္ပဏီကတခြားလက်လက်နေရတွေအတွင်းအလုပ်ချောက်ခဲ့ပါတယ်သူရဲ့ကျေးဇူးတင်စိတ်ကသူ့ကိုနောက်တစ်ချိန်အကျိုးပေးပြန်ပါတယ်အလုပ်နေရာကောင်းနှစ်ခုကမ်းလှမ်းခံရချိန်မှာတော့သူကလစာပိုများတဲ့နေရာကိုရွေးချယ်လိုက်ပါတယ်ကျေးဇူးတင်စိတ်ကသင်ဘဝကိုပြောင်းလဲနိုင်ပါတယ်အဆိုးဆုံးဘဝအခြေအနေတွေကိုကျေးဇူးတင်စိတ်နဲ့အပြည့်အဝပြောင်းလဲခဲ့တဲ့လူပေါင်းများစွာကိုကျမမြင်ခဲ့ပူပါတယ်ကုန်းကောက်စရာမရှိအောင်နွမ်းပါခဲ့ရာကနေကျေးဇူးတင်စိတ်ကြောင့်ချမ်းသာကြွယ်ဝလာသူတွေအရှုံးပေါ်နေတဲ့လုပ်ငန်းကိုပြန်ထူထောင်ခဲ့သူတွေတစ်သက်လုံးငွေရေးကြေးရေးစိတ်မအေးခဲ့ရတဲ့ဘဝကနေကြွယ်ဝချမ်းသာလာကြသူတွေကိုကျမမြင်ခဲ့ပူပါတယ်ရေရှည်အလုံးလက်မဲ့ဘဝကနေအောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်သွားသူတွေကိုကျမသိပါတယ်ကျမတည်တဲ့လူတယောက်ဆိုရင်အိမ်ချေရမြင့်ဘဝကနေအချိန်တိုအတွင်းတန်ပေါင်းများစွာတန်တဲ့အိမ်ကြီးတအိမ်မှာနေထိုင်ပြီးသူလိုချင်တဲ့အလုပ်ရသွားခဲ့ပါတယ်သူတို့တွေကအခက်အခဲတွေကြားထဲမှာတော့ငွေကြေးကိုကျေးဇူးတင်စိတ်ရှိခဲ့တာကြောင့်အခုလိုအောင်မြင်ခဲ့ကြတာပါဘယ်လောက်ပဲခက်ခဲပါစေတင်းရဲ့လက်ရှိအခြေအနေနဲ့ငွေရေးကြေးရေးအခက်အခဲတွေကိုလစ်လျူရှုထားဖို့လိုပါတယ်ဒီလိုလုပ်ဖို့အတွက်ကျေးဇူးတင်စိတ်ကအလွယ်ကူဆုံးနည်းလမ်းတစ်ခုပါငွေကိုကျေးဇူးတင်ရင်တစ်ချိန်တည်းမှာစိတ်ပြတ်ဖို့မဖြစ်နိုင်ပါဘူးငွေနဲ့ပတ်သက်ပြီးကျေးဇူးတင်အတိအမှတ်ပြုတဲ့အတွေးတွေတွေးရင်ငွေနဲ့ပတ်သက်ပြီးစိုးရိမ်ကြောက်လန့်တဲ့အတွေးတွေတွေးဖို့မဖြစ်နိုင်ပါဘူးငွေအတွက်ကျေးဇူးတင်တဲ့အခါတင်းရဲ့မကောင်းတဲ့အတွေးတွေခံစားချက်တွေကိုရပ်တန့်နိုင်ုံတင်မကပဲတင်းစီငွေပိုဝင်လာအောင်ဖိတ်ခေါ်လိုက်တာနဲ့တူပါတယ်တင်းကငွေနဲ့ပတ်သက်ပြီးကောင်းတာတွေးနေခံစားနေတာကြောင့်ဆွဲငင်ခြင်းနိယာမအရာတင်းစီငွေဝင်လာပါလိမ့်မယ်ငွေနဲ့ပတ်သက်ပြီးစိုးရိမ်အားကျမနာလိုစိတ်ပြက်အားငယ်တန်တရားဝင်ကြ
ကြောက်လန့်တာမျိုးဖြစ်နေရင်သင်စီငွေဝင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သင်မှာရှိတဲ့ငွေကိုကျေးဇူးမတင်တာကြောင့်အဲ့ဒီခံစားချက်တွေဖြစ်လာတာပါ။ငွေနဲ့ပတ်သက်ပြီးညင်းညူငင်းခုန်စိတ်ညစ်ဇောတကတက်ဒါမှမဟုတ်တယောက်ယောက်ကိုဝမ်းနည်းအောင်လုပ်တာကကျေးဇူးတင်ကြောင်းဖော်ပြတဲ့လုပ်ရက်တွေမဟုတ်ပါဘူး။သင်လုပ်ရက်တွေထဲကျေးဇူးတင်စိတ်မပါရင်တင်အိတ်ကဖောင်းလာမှာမဟုတ်ပါဘူး။ပိုပြီးပိန်သွားပါလိမ့်မယ်။လက်ရှိဘယ်လိုအခြေအနေမျိုးကိုကြုံနေရပါစေ။ပိုက်ဆံအလုံးအလောက်မရှိဘူးလို့တွေးမိတာကိုကသင်မှရှိတဲ့ပိုက်ဆံကိုကျေးဇူးမတင်ရရောက်ပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအစိုးမြင်အသွေးတွေကိုဘယ်ထုတ်ရပါမယ်။သင်မှရှိနေတဲ့ငွေအတွက်ကျေးဇူးတင်စိတ်မွေးရပါမယ်။ဒါမှသင်စီငွေဝင်လာမှာပါ။ခြေစုမဲစုငွေနည်းနည်းလေးအတွက်ကျေးဇူးတင်စိတ်မွေးဖို့မလွယ်ပါဘူး။ဒါပေမဲ့ကျေးဇူးတင်စိတ်မမွေးရင်ထူးခြားမှုရှိမှာမဟုတ်မှန်နားလည်မယ်ဆိုရင်ကျေးဇူးတင်စိတ်မွေးရှင်လာပါလိမ့်မယ်။တသက်တာစီမင်းကျေးဇူးတင်စိတ်ကကြွယ်ဝမှုညှဉ်းညူစိတ်ကနွမ်းပါမှုဖြစ်ပါတယ်။ဒါကကျမ်းမာရေးအလုတ်အကင်ဆက်ဆံရေးငွေရေးကြေးရေးစားတဲ့ကန္တတိုင်းအတွက်တသက်တာစီမင်းပါ။နှုတ်ကဖြစ်စေစိတ်ထဲကဖြစ်စေငွေနဲ့ပတ်သက်ပြီးတခုခုညှဉ်းညူပြစ်တင်ဖို့တွေးမိရင်တင့်ကိုယ်တင်ညှဉ်းညူပြီးဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုငါပေးဆက်ချင်ရဲ့လားလို့ပြန်မိပါညှဉ်းညူပြစ်တင်စကားတခွန်းကတင်းရဲ့ငွေစည်းကြောင်းကိုနေစေတန့်စေနိုင်ပါတယ်လူအများစုကသူတို့ကိုသူတို့ငွေကိုကျေးဇူးတင်တယ်လို့ယူဆကြပါတယ်လူအများစုကငွေအကြောင်းကျေးဇူးတင်တာကညှဉ်းညူပြစ်တင်တာထက်ပိုများမယ်လို့ထင်ကြပါတယ်ဒါပေမဲ့သူတို့ငွေရေးကြေးရေးအစင်မပြေရင်တော့သူတို့ကိုယ်တိုင်တောင်နားမလဲပဲညှဉ်းညူပြစ်တင်မိနေတာဖြစ်နိုင်ပါတယ်ငွေထွက်တဲ့အချိန်တွေဆိုရင်အများဆုံးညှဉ်းညူတက်ကြတာတဘာဝပါပဲငွေချင်းချိန်သုံးနေရတဲ့အချိန်တွေမှာအသုံးစရိတ်တွေပေးရတာကအခက်အခဲဆုံးကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်ကျမလည်းကြုံခဲ့ဖူးပါတယ်လက်ထဲကငွေထက်အသုံးစရိတ်တွေကပိုများနေတယ်လို့ထင်ရပါတယ်ဒါပေမဲ့အသုံးစရိတ်တွေကိုညှဉ်းညူတယ်ဆိုတာတကယ်တော့ငွေနဲ့ပတ်သက်ပြီးညှဉ်းညူတာပါပဲညှဉ်းညူခြင်းကတင့်ကိုနွမ်းပါစေပါလိမ့်မယ်ငွေသိမ့်မရှိတဲ့အချိန်အသုံးစရိတ်တွေကိုကျေးဇူးတင်ဖို့ခက်တာကတော့အမှန်ပါပဲဒါပေမဲ့ငွေဝင်ဖို့အတွက်မဖြစ်မနေကျေးဇူးတင်ရပါမယ်ကျွယ်ဝချမ်းသာဖို့ငွေနဲ့ပတ်သက်သမျှအရာအလုံးကိုကျေးဇူးတင်စိတ်မွေးရပါမယ်အသုံးစရိတ်တွေအခွန်အခတွေကိုညှဉ်းညူတာကကျေးဇူးမတင်ရာရောက်ပါတယ်အဲ့ဒီအစားအသုံးစရိတ်တွေအခွန်အခတွေပေးပြီးရလာခဲ့တဲ့ပစ္စည်းတွေဝန်ဆောင်မှုတွေအတွက်ကျေးဇူးတင်ပါဒီလိုရိုးရှင်းတဲ့အမှုအကျင့်လေးကတင်းငွေရေးကြေးရေးအခြေအနေအပေါ်အကြီးအကျယ်တက်ရောက်မှုရှိပါတယ်တင်ကငွေတန်လိုက်စစ်စစ်ဖြစ်လာပါလိမ့်မယ်ငွေတောင်းခံလွှာတစ်ခုကိုကျေးဇူးတင်စိတ်မွေးဖို့အတွက်အဲ့ဒီအတုံးစရိတ်ကတစ်ဆင့်ရလာတဲ့ဝန်ဆောင်မှုဒါမှမဟုတ်ပစ္စည်းကြောင့်ဘယ်လောက်အကျိုးရှိခဲ့တယ်လဲတွေးကြည့်ပါအကယ်၍အိမ်ငါးခဖြစ်စေအိမ်အတိုးဖြစ်စေပေးရတာဆိုရင်သင်မှာနေစရာအိမ်ရှိတဲ့အတွက်ကျေးဇူးတင်ပါအိမ်တစ်လုံးကတန်ကြေးကိုတစ်ခါတည်းအလုံးအရင်နဲ့ပေးနိုင်မှအိမ်မှာနေရမယ်ဆိုရင်ဘယ်လိုလုပ်မလဲငွေချေးပေးမဲ့နေရာတွေငားစရာနေရာတွေမရှိရင်ဘယ်လိုလုပ်မလဲအဲ့ဒီလိုတာဆိုရင်လူအများစုကအိမ်ချေရမယ်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ငွေချေးပေးတဲ့နေရာတွေအိမ်ရှင်တွေကိုကျေးဇူးတင်ပါသူတို့ကြောင့်တင်အမိုးအကာအောက်မှာနေထိုင်ရတာဖြစ်ပါတယ်အကယ်၍ရေခမိသားခပေးရတယ်ဆိုရင်ရေနဲ့လျှက်စစ်မီးရှိတာကြောင့်အသုံးပြုနိုင်တဲ့အရာတွေကိုတွေးကြည့်ပါဖုန်းပေအင်တာနက်ပေဆောင်ရတယ်ဆိုရင်ဖုန်းနဲ့အင်တာနက်ရှိတာကြောင့်အဝေးကလူတွေနဲ့ဆက်သွယ်နိုင်တာကိုတွေးကြည့်ပါဖုန်းနဲ့အင်တာနက်ကြောင့်မိသားစုဝင်တွေတငယ်ချင်းတွေကိုဖုန်းခေါ်နိုင်စာပို့နိုင်ပါတယ်အီးမေးလ်တွေပို့နိုင်လက်ခံနိုင်တဲ့အပြင်အင်တာနက်ကနေအချက်အလက်တွေကိုအလွယ်တကူကြည့်ရှုနိုင်ပါတယ်အဲ့ဒီလိုအံ့ဖွယ်ဝန်ဆောင်မှုတွေအားလုံးက
တင်းလက်တကမ်းမှာရှိနေတာပါဒါကြောင့်သူတို့အတွက်ကျေးဇူးတင်ပါတင်ဘက်ကငွေမရှိခင်ကြိုတုံးစရိတ်နဲ့အသုံးပြုခွင့်ပေးတဲ့ကုမ္ပဏီတွေကိုလည်းကျေးဇူးတင်ပါကုန်သွားတဲ့ပိုက်ဆံအတွက်ကျေးဇူးတင်ရင်ငွေပိုဝင်မှန်တင်တွေ့လာပါလိမ့်မယ်ကျေးဇူးတင်စိတ်ဆိုတာတင်ပိုက်ဆံထဲမှာပါဝင်တဲ့ငွေမြင့်ကျိုးလိုပါပဲဒါကြောင့်ငွေပေးလိုက်တိုင်းတင်းစီငွေပြန်ဝင်ပါတယ်တခါတလေတူညီတဲ့ပမာဏတခါတလေအစတရာပိုပြီးဝင်ပါတယ်တင်ပြန်ရရှိတဲ့ပေါ်ကျွယ်ဝမှုကတင်ပေးလိုက်တဲ့ငွေပမာနဲ့မတက်ဆိုင်ပါဘူးတင်ထားရှိတဲ့ကျေးဇူးတင်စိတ်နဲ့ပဲတက်ဆိုင်ပါတယ်ဒေါ်လာ90လောက်ပေးပြီးကျေးဇူးတင်စိတ်ကောင်းကောင်းမွေးနိုင်မယ်ဆိုရင်ဒေါ်လာရရှိထောင်ချီပြန်ရနိုင်ပါတယ်ကုန်ကျစရိတ်တွေအတွက်ကျေးဇူးတင်စိတ်မွေးတဲ့နီလန်းအပြင်ကျေးဇူးတင်စိတ်ကိုအသုံးချပြီးငွေဆွဲငင်နိုင်မဲ့တခြားနီလန်းတွေရှိပါသေးတယ်အသိကိုကျေးဇူးတင်ရှင်အရင်ဆုံးတင်းပွားတစ်လျှောက်ရရှိခဲ့တဲ့ငွေတွေငွေပေးဝယ်ခဲ့တဲ့အရာတွေအားလုံးကိုကျေးဇူးတင်ဖို့လိုပါတယ်ကိုယ်ပိုင်ဝင်ငွေမရှိခဲ့တဲ့ငယ်ဘဝကိုပြန်တွေးကြည့်ပါတင့်အတွက်တခြားသူကငွေသုံးပေးခဲ့တဲ့အခိုက်အတန့်တိုင်းကိုတွေးပါတင်စားခဲ့တဲ့အစားအသောက်တင်နေခဲ့တဲ့အိမ်တင်ပညာရေးစရိတ်အားလျက်ခရီးတွေမွေးနေ့လက်ဆောင်တွေအဝတ်အစားတွေစေကူသစရိတ်တွေပျော်ဖြေရေးတွေတည်ယူပို့ဆောင်ရေးတွေစသဖြင့်တင်ရဲ့အရှိခံလိုအပ်ချက်အားလုံးပြန်တွေးကြည့်ပါအဲ့ဒီအရာတွေအတွက်ငွေကုန်ပါတယ်တင်ကအားလုံးကိုအခမဲ့ရခဲ့တာပါအသိမှရခဲ့တဲ့ငွေအတွက်ကျေးဇူးတင်စိတ်မွေးခြင်းကအနာဂတ်မှာတင့်ကိုငွေဝင်များစေမှာဖြစ်တာကြောင့်အဲ့ဒီအခိုက်အတန့်တိုင်းကိုကျေးဇူးတင်ပါစัจ java လာကြီးရဲ့နိယာမအတိုင်းပဲသွားပါလိမ့်မယ်ဒါကြောင့်တင်းပွားတစ်လျှောက်ရခဲ့တဲ့ငွေတွေအတွက်လိုက်လဲအမှန်တကယ်ကျေးဇူးတင်ပါစစ်မှန်မှုရှိလေခံစားချက်ပြင်းထန်လေငွေရေးကြေးရေးအပြောင်းအလဲတွင်မြင်ရတာပုံမြန်လေဖြစ်ပါတယ်ပိစုပန်ကိုကျေးဇူးတင်ရှင်ကျေးဇူးတင်စိတ်ဆွမ်းအားကိုအသုံးချနိုင်မယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့လက်ရှိတင်းစီမှာရှိနေတဲ့ငွေတွေကိုကျေးဇူးတင်ဖို့ပါပဲနဲဒီများဒီအရေးမကြီးပါဘူးတင်ပိုင်ဆိုင်တဲ့အရာတွေကဘယ်လောက်ပဲသေးငယ်ပါစေကျေးဇူးတင်စိတ်ထားတဲ့အခါစသို့ပွားများလာပါလိမ့်မယ်တင်းမှာငွေနည်းနည်းပဲရှိပေမဲ့အဲ့ဒီငွေကိုကျေးဇူးတင်ရင်ငွေပိုရပါလိမ့်မယ်တင်ရေမှန်းထားတဲ့အလုပ်မဟုတ်ရင်တောင်တင်အလုပ်ကိုကျေးဇူးတင်ရင်အခွင့်အလမ်းတွေပိုရပါလိမ့်မယ်ကျေးဇူးတင်စိတ်ဆိုတာဘဝကိုစပွားစေတဲ့စွမ်းအားတစ်ခုပါကျေးဇူးတင်စိတ်မရှိရင်ဘယ်အရာကိုမှစပွားရနိုင်မှာမဟုတ်ပါဘူးတင်းမှာရှိတဲ့ငွေကိုကျေးဇူးမတင်ရင်ငွေဝင်လမ်းကြောင်းကိုပိတ်ဆို့တယ်လို့ဖြစ်သွားပါတယ်ဘယ်လောက်သေးငယ်တဲ့အိမ်ဖြစ်ပါစေအဲ့ဒီအိမ်အတွက်ကျေးဇူးမတင်ရင်ပိုကောင်းတဲ့အိမ်ရဖို့မဖြစ်နိုင်တော့ပါဘူးတင့်အလုပ်ဘဝလမ်းကြောင်းလုပ်ငန်းစတာတွေအတွက်ကျေးဇူးမတင်ရင်ရာထူးသူလစာသူအမျက်သူမဲ့အခွင့်အရေးတွေရနိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့်တင်းမှာရှိတဲ့အရာတွေကိုကျေးဇူးတင်မှတာအဲ့ဒီအရာတွေပို့ပြီးရောက်လာမှာပါနိယာမအတိုင်းပါပဲအနာဂတ်ကိုကျေးဇူးတင်ခြင်းကျေးဇူးတင်စိတ်ဆွမ်းအားကိုအသုံးချနိုင်မယ်တတိယနည်းလမ်းကတော့တင်လိုချင်တဲ့ငွေတွေကိုအခုကတည်းကရထားပြီးတယ်လို့သဘောထားရင်ကျေးဇူးတင်ဖို့ပါပဲငွေဖြစ်စေတခြားအရာဖြစ်စေတကူးကူးကိုစัจ java လာကြီးကတောင်းဆိုတဲ့အခါတောင်းဆိုပြီးကတည်းကတင်းစီရောက်နေပြီလို့မဖြစ်မနေယုံကြည်ရပါမယ်သဘောကတော့အခုကတည်းကတင်းဆန္ဒပြေဝသွားတယ်လို့ကျေးဇူးတင်ဖို့လိုပါတယ်တနည်းအားဖြင့်ကိုလက်ထဲမရောက်ခင်ကတည်းကကျေးဇူးတင်ဖို့ပါပဲတင်အလိုရှိတဲ့အရာကိုရပြီးတယ်လို့သဘောထားရင်ကျေးဇူးတင်ခြင်းအားဖြင့်စัจ java လာကြီးစီအားကောင်းတဲ့လိုင်းတစ်ခုပို့လွတ်လိုက်တယ်လို့ဖြစ်သွားပါတယ်အခုကတည်းကကျေးဇူးတင်စိတ်မွေးနေပြီဖြစ်တာကြောင့်တင်အလိုရှိရာကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်းအဲ့ဒီလိုင်းကဆက်တွယ်ပြီးပါတယ်ဒါကြောင့်မနေ့တိုင်းအိယာမထခင်ငွေရေးကြေးရေးအပါအဝင်တင်လိုချင်သမျှအရာအလုံးကို
တကယ်ဖြစ်ပြီးသွားသလိုသဘောထားပြီးကျေးဇူးတင်ပါအမျိုးသမီးတစ်ယောက်ကအတိတ်အနာဂတ်နဲ့ပြစ္ဆုတ်ပံကိုကျေးဇူးတင်တဲ့နီလန်းနဲ့သူလိုချင်တဲ့ကားအသစ်ကိုတောင်းဆိုခဲ့ပါတယ်သူလက်ရှိသုံးနေတဲ့ကားအဟောင်းလေးကိုအပြစ်မတင်ပဲသူတို့အတူဖြတ်တန်းခဲ့တဲ့အရှိန်တွေအတွက်ကျေးဇူးတင်ပါတယ်သူရဲ့ကျေးဇူးတင်ခြင်းမှတ်စုစာအုပ်မှာသူ့ကားအဟောင်းအတွက်ဘယ်လောက်ကျေးဇူးတင်ကြောင်းအရင်ကကားတွေအတွက်လည်းကျေးဇူးတင်ကြောင်းထည့်ရေးပါတယ်သူပိုင်ဆိုင်ခဲ့ဘူးသမျှကားတွေကြောင့်သွားရေးလာရေးအဆင်ပြေခဲ့ကြောင်းကိုအမှန်တကယ်ကျေးဇူးတင်အသိအမှတ်ပြုကြောင်းရေးပါတယ်သူ့ကားအဟောင်းလေးပြင်မရလောက်အောင်ပြတ်သွားချိန်မှာတော့ထိုင်ခုံခုပါတဲ့မိသားစုစီကားလေးတစ်စီးမောင်းနေပုံကိုမြင်ရောက်လိုက်ပါတယ်အဲ့ဒီကားအတွက်လည်းသူကကြိုတင်ကျေးဇူးတင်နေပြီးသားပါအဲ့ဒီနောက်အဲ့ဒီကားစီးကိုစက်ကြဝဠာကြီးစီမပြောရသေးမှသူတတိယသွားပါတယ်ချက်ချင်းကားစီးကို$3လို့သတ်မှတ်လိုက်ပါတယ်ကျေးဇူးတင်စိတ်ကြောင့်ကားတစ်စီးအလကားရမလားသူသိချင်လာပါတယ်နောက်တနေ့မှတော့သူ့အမျိုးသားကတည်င်းကောင်းနဲ့အိမ်ပြန်လာပါတယ်သူရဲ့အလုပ်ရှင်ကသူစိတ်ကြိုက်ကားတစ်စီးဝယ်ပေးမယ့်အကြောင်းပြောပြပါတယ်ဒါကိုအမျိုးသမီးဖြစ်သူကလုံးဝမထင်ထားခဲ့ပါဘူးပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့သူ့အမျိုးသားကအလုပ်ကိုကားနဲ့သွားလိမ့်မရှိတာပါပဲတဘောကတော့ကားရလာခဲ့ရင်အမျိုးသမီးပဲအတိကသုံးရမှာပါထုံးစံအတိုင်းအမျိုးသမီးကရွေးချယ်ခွင့်ရပါတယ်ဒါကြောင့်သူလိုချင်တဲ့ထိုင်ခုံခုပါမိသားစုစီကားတစ်စီးကိုရွေးချယ်ခဲ့ပါတယ်အမျိုးသားရဲ့အလုပ်ရှင်ကအာမခံကြီးစားပြီးကြီးတန့်ရှင်းခါနဲ့တက်စီဆိုင်ကတ်ကိုတောင်ထည့်ပေးလိုက်ပါသေးတယ်ဒီကားကဘယ်ဘက်ကကြည့်အလကားရလိုက်တဲ့ကားပါပဲအမျိုးသမီးကသူပိုင်ဆိုင်ခဲ့တဲ့ကားတွေသူလက်ရှိမောင်းနေတဲ့ကားနဲ့သူလိုချင်တဲ့ကားကိုကျေးဇူးတင်ခြင်းအပြင်အခုလိုဆွဲငင်နိုင်ခဲ့ပါတယ်တင်းစီငွေဝင်နိုင်တဲ့အကန့်အတတ်မဲ့နီလန်းများတင်းလိုအင်ဆန္ဒနဲ့ပတ်သက်ပြီးကျေးဇူးတင်စိတ်မွေးတိုင်းတင်းလိုချင်တဲ့အရာတွေကနီလန်းပေါင်းစုံနဲ့တင်းပွားထဲရောက်လာနိုင်ကြောင်းတည်ထားဖို့လိုပါတယ်တင်းပိုင်ဆိုင်မှုတိုးပွားလာတိုင်းကျေးဇူးတင်နိုင်မယ်ဆိုရင်တင်းရဲ့ဝင်ငွေလမ်းကြောင်းလည်းပိုကောင်းလာပါလိမ့်မယ်မမျှော်လင့်ထားတဲ့ချက်လက်မှတ်တစ်စောင်ကဖြစ်စေထီပေါလို့ဖြစ်စေအခွန်ပြန်အန်းငွေကြောင့်ဖြစ်စေမမျှော်လင့်ထားတဲ့မုံဖိုးကြောင့်ဖြစ်စေနီလန်းမျိုးစုံနဲ့တင်းစီငွေဝင်နိုင်ပါတယ်တခြားလူတယောက်ကတင့်အတွက်ကော်ဖီဖိုးထမင်းဖိုးရှင်းပေးသွားတဲ့အချိန်မှလည်းတင်းငွေတိုးပွားနိုင်ပါတယ်ပစ္စည်းတစ်ခုကိုဝယ်ဖို့ကြီးလိုက်ချိန်လျှော့စေပေးထားတာမျိုးဝယ်တဲ့အခါပြန်အန်းလျှော့စေရတာမျိုးတင်ဝယ်ဖို့လိုနေတဲ့ပစ္စည်းတစ်ခုခုကိုမွေးနေ့လက်ဆောင်အဖြစ်ရတာမျိုးစတဲ့အချိန်တွေမှာတိမ်ပတ်ဆန်တိုးပွားနိုင်ပါတယ်အဲ့ဒီအရာတွေအားလုံးကိုခြုံကြည့်လိုက်ရင်အားလုံးကတင်းကိုငွေပိုများစေတဲ့လုပ်ရက်တွေပါပဲဒါကြောင့်ဘယ်လိုအခြေအနေမျိုးကိုပဲကြုံရပါစေဒီအခြေအနေကငါ့ကိုငွေပိုဝင်စေမလားလို့တင်းကိုတွင်ပြန်မေးပါအကယ်၍ငွေဝင်စေမယ်ဆိုရင်အဲ့ဒီအခြေအနေကတဆင့်ဝင်လာမယ့်ငွေအတွက်လိုက်လဲကျေးဇူးတင်ဖို့လိုပါတယ်ဥပမာတင်ဝယ်ရမယ့်ပစ္စည်းတစ်ခုအကြောင်းတင်းတငယ်ချင်းကိုပြောပြတော့သူ့မှာအသုံးမလိုတဲ့အဲ့ဒီပစ္စည်းရှိကြောင်းပြောပြီးတင်းကိုငါတာပေးတာမျိုးကြုံရရင်ဒါမှမဟုတ်တင်းခရီးထွက်ဖို့ပြင်ဆင်နေခြင်းချော့စီအစီအစဉ်ကြုံရရင်ဒါမှမဟုတ်တင်းငွေချေးထားတဲ့နေရာကအတိုးနှုန်းလျှော့ပေးရင်ဒါမှမဟုတ်တင်းအသုံးပြုနေတဲ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကဈေးလျှော့ပေးရင်တင်းငွေကုန်တက်တာကြောင့်တင်းငွေတိုးလာတာပါပဲအဲ့ဒီလိုငွေဝင်နိုင်တဲ့အရှိန်အနေပေါင်းမရေမတွက်နိုင်အောင်ရှိပါတယ်တင်းလည်းအဲ့ဒီလိုအရှိန်အနေတွေကိုကြုံဖူးမှာပါအဲ့ဒီအရှိန်တုံးကတော့တင်းနားလေရှင်မှနားလေခဲ့ပါလိမ့်မယ်တကယ်တော့တင်းဆွဲငင်ခဲလို့အဲ့ဒီအရှိန်အနေတွေဖြစ်လာတာပါကျေးဇူးတင်စိတ်ကိုဘဝနေနည်းအဖြစ်ကျင့်သုံးတဲ့အခါအခုလိုအရှိန်အနေတွေကိုအရှိန်ပြည့်ဆွဲငင်နိုင်ပါလိမ့်မယ်လူအများစုကကံကောင်းရှင်လို့ခေါ်ပါတယ်တကယ်တော့ကံကောင်းရှင်မဟုတ်ပါဘူးစัจ java လာကြီးရဲ့နိယာမပါ
ဒီလိုအရှိန်အနေတစ်ခုကိုအမျိုးသမီးတစ်ယောက်လည်းကြုံခဲ့ဖူးပါတယ်။သူ့အဖြစ်ကတော့ထူးဆန်းပါတယ်။အလုပ်ပြုတ်ပြီးတဲ့နောက်ဖြစ်ခဲ့တာပါ။သူကမိသားစုကိုအတီးကထောက်ပံ့တဲ့သူပါ။နေ့တိုင်းသူ့ညီမမွေးနေ့အတွက်ငွေထုတ်ပေးရတာကိုသူသိဝမ်းသာပါတယ်။ဒါပေမဲ့သူအလုပ်ပြုတ်သွားတော့ဝင်ငွေလည်းမရှိတော့ပါဘူး။သူ့ညီမမွေးနေ့ကလည်းနီးကပ်လာပါတယ်။ဘယ်လိုမှမွေးနေ့ပွဲကျင်းပပေးဖို့မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့သူကသူ့ညီမကိုမွေးနေ့ပဲလို့လှုပ်ချင်တယ်လဲမေးပါတယ်။သူ့ညီမကအားသုံးအားနာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကတိုက်တွန်းတာကြောင့်သူတို့တွေအစီအစဉ်ဆွဲခဲ့ကြပါတယ်။အစီအစဉ်ကတော့မိသားစုဝင်တွေမိတ်ဆွေတွေနဲ့အတူနာမည်ကြီးကလပ်တစ်ခုမှာတညတာဖြတ်တန်းဖို့ပါ။မွေးနေ့ညရောက်လာတော့အမျိုးသမီးကလာတက်တဲ့သူတွေကိုကျေးဇူးတင်ကြောင်းသူ့လက်ထဲရှိတဲ့ငွေအတွက်ကျေးဇူးတင်ကြောင်းသူ့စီလာနေတဲ့လက်လာပတွေအတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။ညတကောင်ရောက်တော့ဝန်ထမ်းတစ်ယောက်ကပလင်းအသစ်တွေယူလာပေးရင်သူတို့စပွဲကိုငွေရှင်းပြီးဖြစ်ကြောင်းပြောပါတယ်။ဖြစ်ချင်တော့မွေးနေ့ပွဲကိုမလာနိုင်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ကသူတို့တင်ထားတဲ့ပုံကိုမြင်တာကြောင့်မွေးနေ့လက်ဆောင်အနေနဲ့တဝိုင်းလုံးစာရှင်းပေးသွားခဲ့တာပါ။ဒီအမျိုးသမီးရဲ့ကျေးဇူးတင်စိတ်ကအထူးဆန်းဆုံးနီလန်းနဲ့အကျိုးပြုသွားတာပါပဲ။တင်လက်တဲ့ငွေပိုကြံစီမဲ့အရှိအနေတိုင်းငွေဝင်စေမဲ့အရှိအနေတိုင်းကတင်ရဲ့ကျေးဇူးတင်စိတ်ကြောင့်ဖြစ်လာတာပါ။အဲ့ဒီအရှိအနေတွေကိုတင်ကိုယ်တိုင်ဖန်တီးခဲ့မှန်တိထားရင်တိတ်ကိုပျော်ရပါလိမ့်မယ်။တင်ရဲ့ပျော်ရွှင်မှုကိုကျေးဇူးတင်စိတ်နဲ့ပေါင်းစပ်လိုက်တဲ့အခါတင်ကပိုများတဲ့လက်လာပတွေကိုဆွဲငင်နိုင်တဲ့တန်လိုက်ကြီးတစ်ခုဖြစ်လာပါတော့တယ်။ဒါကြောင့်ဒီနေ့ကစပြီးလစာကနေဖြစ်ပြန်အန်းငွေချော့ဈေးကဖြစ်တယောက်စီကလက်ဆောင်ရတာဖြစ်ဘယ်နည်းနဲ့မဆိုငွေဝင်တိုင်းတကယ်ကိုကျေးဇူးတင်မယ်လို့တင့်ကိုယ်တင်ကတိပေးလိုက်ပါငွေဝင်တဲ့အခိုက်အတန့်တိုင်းကကျေးဇူးတင်စိတ်ကိုအသုံးချနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။တင်ရလိုက်တဲ့ငွေကိုကျေးဇူးတင်ခြင်းအပြင်နောက်ထပ်ငွေတွေကိုဆွဲငင်နိုင်ပါလိမ့်မယ်။တင်ဘဝထဲကအရာအလုံးကိုကျေးဇူးတင်ဖို့အရေးကြီးပါတယ်။တင်ရခဲ့တဲ့အရာတွေရနေတဲ့အရာတွေကိုကျေးဇူးမတင်ရင်တင်ဘဝအရှိအနေတွေကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ကိုရခဲ့တဲ့အရာတွေရနေတဲ့အရာတွေကိုကျေးဇူးတင်ရင်ကျေးဇူးတင်စိတ်ကအဲ့ဒီအရာတွေကိုပွားများစေပါတယ်။တစ်ချိန်တည်းမှာပဲကျေးဇူးတင်စိတ်ကတင်းလိုအင်ဆန္ဒတွေကိုပြေဝစေပါတယ်။တင်းလိုအင်ဆန္ဒတွေမပြေဝခင်ကလေးကကျေးဇူးတင်ပါ။ဒါဆိုရင်ဆွဲငင်ခြင်းနိယာမအရာမဖြစ်မနေပြေဝပါလိမ့်မယ်။ကျေးဇူးတင်စိတ်ကတိတ်ကိုရိုးရှင်းပေမဲ့တင့်ကြွယ်ဝမှုကိုပွားပေးနိုင်ပြီးတင်ဘဝကိုလည်းအကြီးအကျယ်ပြောင်းလဲပေးနိုင်ပါတယ်။ဒါကြောင့်ကျေးဇူးတင်စိတ်မွေးပါကျေးဇူးတင်စိတ်ကငွေမပေးရပါဘူးဒါပေမဲ့ကဘာပေါ်ကရှိသမျှအရာအလုံးထက်အဖို့တန်ပါတယ်သင်ခန်းစာငါငွေကြေးအတွက်ကျေးဇူးတင်စိတ်ဆိုတဲ့ခေါင်းစဉ်လေးပြီးပါပြီနောက်လာမယ့်သင်ခန်းစာ6စိတ်ကိုယဉ်ရှင်းတဲ့ငွေကြေးဆိုတဲ့ခေါင်းစဉ်နဲ့ဘာမီရေဒီယိုပို့Unlimited Mindset ဆိုင်နေမှာပြန်ဆောင်ကြမယ်ခါမိုက်ဆုံးခါ